အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာကျောင်းသားအများစုမှားတတ်ကြတဲ့ထညွန်းရှင်းလင်းခြင်းသဘောတရားအကြောင်းအရာကိုရှင်းပြမယ်နော် a raised to 2 the whole power 3ဒီလိုကွင်းခတ်ထားလို့ရှိရင်ကျွန်တော်တို့က formula ဒီ formula လေးသုံးလို့ရတယ် b raised to m the whole power m is equal to b raised to mm ပေါ့နော်ဒီ formula လေးနဲ့ကျွန်တော်တို့တွက်လို့ရတယ်အဲ့တော့2နဲ့3နဲ့ကျွန်တော်တို့မြှောက်ရုံပဲပေါ့နော်a raised to 2 multiply by 3ဒါဆို a raised to 6ဆိုပြီးတော့ရမယ်အဲ့ဒါကျွန်တော်တို့ဒီ formula ကိုအသုံးချတာနောက်ကွင်းခတ်ထားတာကိုကွင်းခတ်ထားရင် power of it power rule ကိုသုံးရတယ်လေဟုတ်ပြီ now a raised to 2 raised to 3ဆိုတဲ့ထညွန်းပုံစံမှာကျတော့ကွင်းကိုဒီလိုမျိုးပေါ့လာပြီးတော့ခတ်မထားဘူးအဲ့လိုခတ်မထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအပေါ်ကနေစရှင်းရပါတယ်နော်အပေါ်ကနေစရှင်းရ2 raised to 3ကိုစရှင်းရမှာပါအဲ့တော့ a က a ပဲ2 raised to 3ဆိုတာ2ကိုပဲကျွန်တော်တို့3ချိန်မြောက်တာနော်ဒါဆိုရင် a raised to နဲ့4နဲ့8ဆိုတော့ a raised to 8ဆိုပြီးတော့ရမယ်နော်ဒီလိုမျိုးရမယ်အဲ့တော့အကယ်၍ကိုကဒီ a raised to 2 raised to 3ကိုဒီပေါ်လိုပုံစံမျိုးထညွန်းမောထညွန်းထပ်ထားရင်တချို့ကအလွယ်မှတ်တယ်တချို့ចောင်းသားတွေကထညွန်းအချင်းချင်းမြှောက်ဟာဆိုပြီးတော့အလွယ်မှတ်ကြတယ်a raised to ဒီလို2 multiply by 3နဲ့တွားတွက်ပြီးတော့ a raised to 6ရတယ်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့တွက်လို့ရှိရင်လုံးဝမားတယ်ပေါ့နော်လုံးဝဒီလိုတွက်လို့မရအောင်အဲ့တော့ကျွန်တော်တို့ကခွင်းမခတ်ထားဘူးဆိုရင်ကျွန်တော်တို့ကဒီပုံတင်နည်းကိုသုံးခွင့်မရှိပါဘူးခွင်းမခတ်ထားဘဲနဲ့ဒီပုံတင်နည်းကိုသုံးပြီးတော့တွက်တယ်ဆိုရင်လုံးဝမှားတယ်နော်ကျွန်တော်တို့ကအပေါ်ကနေပဲစရှင်းရမယ်နော်အဲ့တော့ခွင်းခတ်တယ်ဆိုလို့ရှိရင်ဒီပုံစံအမှန်ခွင်းမခတ်ဘူးဆိုရင်အပေါ်ကနေစရှင်းမယ်ဒီပုံစံအမှန်ခွင်းမခတ်ထားတာကိုခွင်းခတ်ထားတဲ့ပုံစံနဲ့ရှင်းမိခဲ့ရင်လုံးဝအမှားကြီးပါဒါเนาะဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲ